မင်းပါသိလို့လေအပိုင်း45မင်္ဂလာပါကိုလူတို့ခုကျွန်တော်ကစာရေးဆရာမင်းသိန်ခရေးသားတဲ့မင်းပါသိလို့လေဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း45အနေနဲ့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်နားဆင်ခံစားအားပေးကြပါဦးမိုးသည်နဲ့ငိမ့်ချမ်းရေးတရားပွဲပြည်တွင်းငိမ့်ချမ်းရေးဆွေးနွေးရန်ရက်သည်တစားထက်တစားနီးကပ်လာပြီးဖြစ်၏မြေပေါ်ရှိနိုင်ငံရေးပါတီအသီးသီးသည်စတင်၍လှုပ်ရှားစာပြုနေပြီဖြစ်၏မိုးသည်ရောက်ရှိနေသောပါတီရုံးသို့ရခိုင်အမျိုးသားရဲဘော်ရန်ရွှေဆိုသူလူငယ်တို့ရောက်ရှိလာလေ၎င်းရဲဘော်ရန်ရွှေသည်ပါတီ၏ခရိုင်ကော်မတီအဆင့်ရှိသူသည်လွန်စွာလှုပ်ရှားနိုင်သူဖြစ်၏တညနေတွင်ရဲဘော်ရန်ရွှေကမိုးသည်အားအဲ့ဒီကော်မတီဖွဲ့တဲ့အခါမှာတာမွေနဲ့ရန်ကင်းပေါင်းပြီးတိုက်နယ်တစ်ခုသတ်မှတ်ပြီးအဖွဲ့ဖွဲ့မှာတာမွေရန်ကင်းပြည်သူ့ကော်မတီပေါ့အဲ့ဒီတာမွေရန်ကင်းတိုက်နယ်မှာရဲဘော်မိုးသည်အတွင်းရေးမှူးလုပ်ရမယ်ရှင်းပြရင်အမိတ်ပေးလေဓမ္မရဲဘော်ရန်ရွှေကျုပ်ဘာမှမလုပ်တတ်ဘူးဗျာဟုပြောလျင်၎င်းကပြုံးလေဒီမှာရဲဘော်ကိုလူလုပ်တတ်ဖို့မလိုဘူးကျုပ်ပါဝင်လူကြီးတွေကရဲဘော်နောက်မှာရှိနေမယ်ဘာပြီးဘာလုပ်ရမယ်ဆိုတာပြောသွားမယ်အဲ့ဒီတော့လှုပ်တက်သွားမှာပေါ့ပထမဆုံးလုပ်ရမှာကတော့ကြောင်မြောင်းရက်ကွက်မှာပတ်စံလည်းမပေးရပဲပြည်သူ့ကောင်စီဆိုင်းဘုတ်တင်လို့ရတဲ့အခန်းတစ်ခန်းအိမ်တစ်လုံးဖြစ်စီရှာရမယ်အဲ့ဒါရပြီဆိုရင်တာမွေရန်ကင်းတိုင်းနဲ့ပြည်သူ့ကော်မတီဆိုတာပိတ်ဆိုင်းဘုတ်တစ်ချက်ချိတ်လိုက်ရုံပဲပြီးတော့ရက်ကွက်ထဲမှာရန်မုံငွေအလှခံမယ်အလှခံလို့ရတဲ့ငွေနဲ့အတန်ချဲဆက်တွေမိချောင်းတွေငှားပြီးလမ်းဒိတ်တွေမှာငိမ့်ချမ်းရေးတရားပွဲတွေကျင်းပရမယ်ဟောပြောကောင်းတဲ့နိုင်ငံရေးသမားကြီးတွေရောက်လာကြလိမ့်မယ်ညမကြမီ၌မိုးသည်၎င်းနှင့်လွန်စွာရင်းနှီးသောရဲဘော်ဘုံကျွယ်စုသူအားအကူအညီတောင်းရလေ၏၎င်းရဲဘော်ဘုံကျွယ်၌ညီကို9ဦးရှိလေ၏၎င်းညီကို9ဦးစလုံးသည်အဖေတူတော်လေအမေမတူကြပေ၎င်းတို့မိခင်များသည်ကွယ်လွန်အနှိမ့်ဆရောက်ကုန်ကြပြီဖြစ်၏၎င်းတို့၏ဖခင်ဦးချမ်းကျွယ်ဆိုသူသည်ဆန်ဆက်ပိုင်ရှင်ဖြစ်၏၎င်း၏သားများကိုကြောင်မြောင်းတီတာလန်းတွင်အိမ်တစ်လုံးဝယ်ပေးကအတူစု၍ထား၏၎င်းကမူနောက်အိမ်တော်နှင့်တီးကြနေလေ၏ဦးချမ်းကျွယ်သည်နနက်မိုးလင်းသည်နှင့်သားများနေထိုင်သောအိမ်သို့ရောက်လာပြီးလျှင်ထမင်းမိုးနေ့စဉ်လာရောက်၍ပေးရ၏ထမင်းမိုးတခါတည်းပေးထားပြီးမရပြီတခါတည်းပေးထားရင်တရက်တည်းအကုန်သုံးပြည့်၍ထမင်းငတ်မည်ဆိုသောကြောင့်ဤသို့နေ့စဉ်လာရောက်ပေးရခြင်းဖြစ်၏သားများဝတ်ပြီးသောအဝတ်စားအဟောင်းများကိုလည်းစု၍ယူသွားပြီးလျှင်ဒိုဘီဆိုင်တွင်အပ်၍ထားပေးရ၏ဒိုဘီဆိုင်မှပြန်၍ရွေးပြီးသောအခါ၌လည်းသားများထံသို့လာ၍ပေးရလေ၏ထိုအိမ်၌လူကြီးဟူ၍မရှိတော့ပြီရဲဘော်ဘုံကျွယ်အပါဝင်ညီကိုများသည်ကို့အပေါင်းအသင်းနှင့်ကိုပျော်သလိုနေကြ၏တို့ရတွင်၎င်းတို့အားရက်ကွက်မှဂယုဏတတ်ကြ၏စောင့်ရှောက်ကြကုန်၏၎င်းညီကိုများသည်ကို့ဝါသနာနှင့်ကိုလှုပ်ချင်ရန်လှုပ်နေကြ၏ရဲဘော်ဘုံကျွယ်သည်ကြားထိုးခြင်းကိုဝါသနာပါ၏လမ်းဒိတ်ညောင်မင်အောက်စိုက်ကားဂိတ်တွင်တနေကုန်ကြားထိုးနေ၏၎င်း၏အကြီးအောင်သိန်းဆိုသူမှာလောင်းကစားဝါသနာပါ၏အောင်သိန်း၏အောက်ထေးအောင်ဆိုသူမှာလည်းကြက်တောင်ရိုက်ခြင်းကိုဝါသနာပါ၏ညနေဆောင်သည်နှင့်ဘောင်မီဖြူအင်ကြီးဖြူကမ်းဘတ်ဖနက်အဖြူတို့နှင့်ကြက်တောင်ရိုက်ရန်ထွက်သွားတတ်လေ၏ရဲဘော်ဘုံကျွယ်ဓမ္မရဲဘော်မိုးသည်ခမရပြည်သူ့ကော်မတီဆိုင်းဘုတ်ချိတ်ဖို့အိမ်ရှာနေတယ်မဟုတ်လားမပူနဲ့ကျုပ်တို့အိမ်မှာချိတ်လိုက်ငိမ့်ငိမ့်အလံလဲစိုက်ကျင်စိုက်လိုက်ဟုဆိုသည်ဖြင့်ရဲဘော်မိုးသည်ရဲဘော်ဘုံကျွယ်၏အိမ်၌တာမွေရန်ကင်းတိုက်နယ်ပြည်သူ့ကော်မတီဟူသောပိတ်ဆိုင်ဘုတ်ကိုချိတ်လိုက်လေတော့၏ထို့နောက်ငိမ့်ငိမ့်အလံကိုလည်းစိုက်ထူလိုက်လေတော့၏
ရံမုံငွေလျှောက်ပြီးအလှခံရမယ်ဟုပြောလိုက်ရာရဲဘော်တင်နှဲ့ဆိုသူကဘုန်းကြီးเจ้าမှမောင်းထောင်ကြိုင်များငှားလာပြီးလျင်သူ့ပြားဖြစ်လှုပ်ထားသောအော်လန်တလက်ပါရှာ၍လာလေ၏အောက်လင်းဓမီနှစ်လက်ကိုလည်းငှားရမ်းသောနေရာမှတညလျင်၃ချက်ဖြင့်ငှားရမ်းလာကခွေးချီကိုပလက်လှန်၍ထည့်ပြီးလျင်တယောက်တစ်လှည့်ခေါင်းတွင်ရွက်ကြ၏ထို့နောက်အော်လန်ဖြင့်အလှငွေများထည့်ဝင်ရန်ပြောဆို၍အလှခံကြလေ၏အလှငွေများထည့်ကြကုန်၏ဆိုင်ဘုတ်ချိတ်ထားသောရဲဘော်ဘုံကျွယ်အိမ်သို့ပြန်ရောက်လာလျင်အလှငွေများကိုရေတွက်ကအောက်လင်းဓမီဘိုးငွေကိုတွား၍ချီပြီးဓမီကိုပါပြန်၍အပ်ရလေ၏ပြီးလျင်ဂျိုက်ဖြစ်လက်ဖက်ရည်နှစ်ခွက်ဝယ်ကရဲဘော်အားလုံးတငုံစီကန့်အာသာပြေတောက်ကြရလေ၏ထိုအလုပ်များပြီးမှအိပ်ဆက်ကြရလေ၏ရံမုံငွေအတော်အတန်ရသောအခါ၌လမ်းထိပ်များတွင်စင်ထိုးကအတန်ချဲဆက်ငှား၍ငိမ့်ချမ်းတရားပွဲများပြုလုပ်ရလေ၏ထို့သို့ပြုလုပ်ရာတွင်ဗဟိုပြည်သူ့ကော်မတီမှဟောပြောမိနိုင်ငံရေးသမားများလွှတ်ပေးရဲဘော်မူသည်မှမူအခမ်းအနားမှုလုပ်ရလေ၏ရဲဘော်မူသည်အလုတ်များနေသောကြောင့်ဘိုးစမ်းမောင်နှင့်မတွေ့ဖြစ်တော့ပေဗဟိုမှလွှတ်လိုက်သောတရားဟောမည့်ပုဂ္ဂိုလ်များရောက်မလာလျင်ရဲဘော်မူသည်က၎င်းနားလေသလောက်ဟောပြောလေ၏တရားပွဲပြီးသောအခါ၌မူသည်ပခုံးကို၎င်း၏ငယ်ဆရာကိုနောင်မီရဖြက်ကနေပုတ်ပြီးလေမောင်မူသည်တော်တော်မောသွားပြီလားလာလက်ဖက်ရည်သွားတော့မယ်ဟုဆိုကာလက်ဖက်ရည်ဆိုင်သို့ခေါ်သွားလေ၏လက်ဖက်ရည်ဆိုင်သို့ရောက်လျင်လက်ဖက်ရည်တောင်းနေစဉ်ကိုနောင်မီရမင်းစပြီးဟောကြတဲ့ငါရောက်နေတာမင်းရဲ့ဟောပုံပြောပုံကောင်းပါတယ်အတန်นี่အတန်ထားလဲကောင်းပါတယ်မင်းရဲ့အတန်ကအတန်နတ်တယ်ကွာဩဇာတတ်ပါတယ်ဒါပေမဲ့မင်းကငါတေချာကြည့်တဲ့အခါမှာနိုင်ငံရေးသမားလို့မမြင်ဘူးကွာဂမ်ဘီယာသမားလို့ပဲမြင်တယ်နိုင်ငံရေးကမင်းကိုဒုက္ခပေးလိမ့်မယ်ဂမ်ဘီယာကတော့မင်းကိုကယ်တင်လိမ့်မယ်နောက်ဆုံးမှလေမင်းကဂမ်ဘီယာသမားဖြစ်သွားမှာပဲအခုတော့ဘိုးစမ်းမောင်တင်းပေးထားတဲ့တန်ပတ်မကုန်ရင်နိုင်ငံရေးသမားဖြစ်လှုပ်ရှားပေုံတော့သူ့တန်ပတ်ကုန်သွားမှငါရဲ့ဂမ်ဘီယာတန်ပတ်လာမယ်အဲ့ဒီကြတော့မှမင်းကောင်းစားမှာဟုပြောပြီးလင်ဟဲရည်ရွေ့နေလေတော့ဤထို့နောက်မိုးသီး300အတွက်ငွေ90မှုဘူးပေးသွားလေမိုးသီးသည်ကိုနောင်မီယာထိုင်၍ကြောလိုက်လေတော့တည်းမိုးသီးတို့ပြေးရပြီမိုးသီးသည်တာမွေကြောင်မြောင်းနယ်ကြီးတစ်နယ်လုံးတွင်ငိမ့်ချမ်းရေးတရားပွဲများပြုလုပ်လျက်ရှိနေ၏မိုးသီးစင်မော်တက်၍ဟောပြောနေစဉ်၌လည်းသတင်းတောင်များရောက်လာပြီးလျှင်ဓာတ်ပုံများတစ်ဖြက်ဖြက်ရိုက်လျက်ရှိတို့ရာတွင်မိုးသီးဓာတ်ပုံသည်မြည်သည့်သတင်းစာတွင်မှပါသည်ဟု၍မရှိပေအစိုးရနှင့်တောတွင်ရောင်စုံတပုံတို့သည်ငိမ့်ချမ်းရေးဆွေးနွေးနေကြပြီဖြစ်၏မိုးသည်စင်မော်မှဆင်းလာသောအခါ၌၎င်း၏ငယ်ဆရာကိုနောင်မီရောက်လာလေမောင်မိုးသည်ရဲ့မင်းရဲ့မိန်ကုန်းကလည်းကြက်သိမ်းထားဖို့ကောင်းလိုက်တာကွာမင်းစကားပြောတိုင်းလဲသတင်းတောက်တွေရောက်လာပြီးဓာတ်ပုံတစ်ဖြက်ဖြက်ရိုက်တာလဲငါသတိပြုမိတယ်ဒါပေမဲ့မင်းဓာတ်ပုံကဘယ်သတင်းစာမှမပါဘူးဒါကဘာကိုပြတယ်လဲဆိုရင်သက်ဆိုင်ရာမင်းပုံကိုအရအမိယူနေပုံရတယ်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပြတ်ပြီဆိုရင်တော့မင်းအနေနဲ့ပြေးပြီးတော့ဟမ်းမှာသိကြတယ်ဟမ်းပြီးတော့ထောင်ထဲထည့်ထားလိုက်မယ်အခုကြိုပြီးမှာထားမယ်တကယ်လို့ထောင်ကျသွားရင်တော့ထောင်ထဲမှာအလကားမနေနဲ့ငါမင်းကိုသင်ပေးတဲ့ဂမ်ဘီယာတွေသာလှုပ်ပြီးတော့ဒါမှမင်းခံသားမှာဟုမှားကြပြီးလျင်မိုးသီး300အတွက်မုတ်ဘူး100ပေး၍ပြန်သွားလေတညတွင်မိုးသီးသည်ဥစံတင်၏သွားစိတ်ကူကန်းသို့လေဘက်ရောက်ရှိနေ၏၎င်းဥစံတင်သည်လွန်စွာသဘောကောင်းသူဖြစ်၏မိုးသီးလာလျင်လက်ဖက်ရည်တိုက်၏ဆက်လက်တိုက်၏ကောင်းမွန်စွာဧကန်စကားပြော၏၎င်းမှလည်းဝါရင်အတွေ့အကြုံရှိသောနိုင်ငံရေးသမားဖြစ်၏မိုးသီးမသိမမီသည်များကို၎င်းဥစံတင်ရပြောပြ၏တညတွင်ဥစံတင်နှင့်စကားပြောနေစဉ်၌ရေဒီယိုမှကြေညာချက်တစ်ခုလာ၏
ထိုကြေညာချက်မှာပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးပိုင်ပြတ်သွားပြီဖြစ်ကြောင်းကြေညာချက်ပင်ဖြစ်၏ထိုအခါဦးစံတင်ကရဲဘော်မူသည်ပြေးဖို့စဉ်းစားပြီးတော့နောက်ကြတဲ့ခြေထောက်သစ္စာဖောက်ပဲဟုပြောလေ၏မူသည်လည်းဖြုတ်ကနေထပြန်လာပြီလျင်တီတာလန်းရှိရဲဘော်ဘုံကျွယ်အိမ်သို့ခတ်တုတ်တုတ်သွားရလေ၏ထိုနေရာသို့ရောက်လျင်ပြည်သူ့ကော်မတီဆိုင်းဘုတ်ကိုဖြုတ်ပစ်လိုက်၏စိုက်ထူထားသောငြိမ်းချမ်းရေးအလံကိုလည်းသိမ်းပစ်လိုက်ရလေ၏ထို့နောက်အရက်မူး၍အိပ်ပျော်နေသောရဲဘော်ဘုံကျွယ်ကိုနှိုးရလေ၏ထိုအခါရဲဘော်ဘုံကျွယ်ကကိုမိုးစီကတော့လှုပ်ပြီးသူများအိတ်ကောင်းနေပြီဆိုနှိုးပြီးဟုညှဉ်းညူလေ၏ဟုတ်ဘူးကိုလူအရေးကြီးတယ်အခုပဲရေဒီယိုကကြေညာတယ်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်သွားပြီတဲ့ဟုမိုးစီကပြောလျင်ရဲဘော်ဘုံကျွယ်ကပြတ်သွားတော့ဘာဖြစ်တယ်လဲဗျာဟုအိတ်ချင်မူးသူဖြင့်ပြောလေ၏ပြတ်သွားတော့ဘာဖြစ်ရမလဲကွာတော်ရရလူတွေတော်ရပြန်ပြီမြို့ပေါ်မှာငုတ်တုတ်ကြံနေခဲ့တဲ့ငါတို့ဖမ်းမှာပေါ့ကွာဟုမိုးစီကပြောလိုက်တယ်ရဲဘော်ဘုံကျွယ်ကခမရဖမ်းခံရမှာပဲခမရဒီမြို့နယ်ရဲ့အတွင်းရမှုကိုဗျကျုပ်နဲ့မဆိုင်ဘူးဟုပြောလေ၏ထိုအခါမိုးစီကမဆိုင်ဘူးလို့မလုံနဲ့ကိုလူကြီးမင်းကိုလည်းငါနဲ့တွဲပြီးလှုပ်ရှားနေတာပဲမလွတ်ဘူးငါလူထားပါကွာပြေးရအောင်ဟုပြောလျင်ရဲဘော်ဘုံကျွယ်သည်ချင်းတောင်ကိုဖြုတ်၍ခောက်လေဒီချင်းတောင်ကြီးကဘာလို့ဘလဲဟုမိုးသည်ကမေးလိုက်ရာရဲဘော်ဘုံကျွယ်ကဘယ်နေရာပဲရောက်ရောက်မအိတ်တော့ဘူးလားအိတ်မယ်ဆိုရင်ချင်းကြိုက်တယ်ချင်းတောင်ဘာမှဖြစ်မယ်ဟုပြန်၍ပြောလေ၏ထိုအခါမိုးသည်ကအေးဟုတ်တယ်ယူခဲ့ဟုပြောလေ၏ဘယ်ကိုသွားမလဲဟုရဲဘော်ဘုံကျွယ်ကမေးလျင်မိုးသည်ကဘယ်ကိုသွားရမှန်းမသိပါဘူးကွာဟုစိတ်ပြတ်တဲ့ကြီးဖြင့်ပြန်၍ပြောလေ၏ထိုအခါရဲဘော်ဘုံကျွယ်ကအကောင်းဆုံးကတော့ကိုစိန်တင်ကြီးအိမ်သွားတာအကောင်းဆုံးပဲကြောက်ရည်တွင်လမ်းမှာရှိတယ်ဟုဆိုသည်ဖြင့်မိုးသည်လည်းရဲဘော်ဘုံကျွယ်ဥဆောင်ရာနောက်သို့လိုက်သွားရလေ၏ကိုစိန်တင်၏အိမ်သို့ရောက်သောအခါထွက်ပြေးနေသောရဲဘော်အစိတ်ခန့်ရောက်နေသည်ကိုအံ့ဩစွာတွေ့ရလေတော့၏ကိုစိန်တင်ကြီးအမကထွက်ပြေးလာသောရဲဘော်များကိုတစ်ဖက်ရည်ဖြော်ရည်တိုက်နေ၏ရဲဘော်ဘုံကျွယ်သည်တစ်ဖက်ရည်တောက်ပြီးနောက်မိုးသည်နားနီးသို့ကပ်ပြီးသောအခါရဲဘော်မိုးသည်ဒီလောက်အများကြီးနေလို့တော့မဖြစ်ဘူးအကုန်မိကုန်လိမ့်မယ်လူခွဲမှဖြစ်မယ်ဟုပြောလေ၏ထိုအခါမိုးသည်ကလူခွဲတာတော့ခွဲရမှာပေါ့ကွာပါတီရုံးခန်းကိုငါပြန်ကြည့်ကျင်သေးတယ်အပြင်ကတယ်လီဖုန်းတွေဘာတွေဝင်ချင်းဝင်နေအောင်မယ်ကွာဟုပြောလျင်ရဲဘော်ဘုံကျွယ်ကရဲဘော်မူသည်ကျုပ်သိသလောက်တော့ခမည်းတရေကြောက်တတ်တယ်ခမည်းအဲ့ဒီခန်းကိုသွားဝင်သလားဟုနောက်လိုက်သည်အခုကိစ္စတရေထက်အရေးကြီးတယ်ကွာသွားမှဖြစ်မယ်ဟုဆိုကရဲဘော်ဘုံကျွယ်ကိုထားခဲ့ပြီးပါတီရုံးခန်းသို့အရောက်သွားပြီးလျင်နောက်ဖေးလှေကားမှအပေါ်ဓာတ်သို့တက်လေထို့နောက်မူသည်တယ်လီဖုန်းစာအုပ်ကိုရှာပြီးလျင်ခေါင်းဆောင်လုပ်သူများ၏လိပ်စာနှင့်ဖုန်းနံပါတ်များကိုရှာလေ၏ပထမဦးဆုံးတွေ့ရသောတယ်လီဖုန်းနံပါတ်မှာ၎င်းတို့ပါတီမှလူကြီးဘိုမြသွေး၏ဖုန်းနံပါတ်ဖြစ်၏ထိုဖုန်းနံပါတ်ကိုဆက်ကြည့်ရာအိမ်သားတို့ကယခုပဲသက်ဆိုင်ရာမှလာ၍ခေါ်သွားပြီဖြစ်ကြောင်းပြန်၍ဖြေလေ၏ထို့နောက်ဒုတိယဆက်ကြည့်သောဖုန်းနံပါတ်မှာကျောင်းဆရာကြီးဦးဘလှအောင်၏နံပါတ်ပင်ဖြစ်၏မိုးသည်တယ်လီဖုန်းကိုချ၍ခိတ္တငြိမ်သက်နေလေ၏ရှေ့ဘက်ရှိလမ်းသို့မျှော်ကြည့်လိုက်ရာကားနှစ်စီးရပ်ထားသည်ကိုတွေ့ရ၏ထိုကားမှာလိုက်လံဖမ်းဆီးသောကားဖြစ်ကြောင်းမိုးသည်ကောင်းစွာရိပ်မိ၏ထို့နောက်တယ်လီဖုန်းလာသည်ဖြင့်ကောက်၍နားထောင်ကြည့်ရာသတင်းစာတိုင်းမှာဖြစ်ကြောင်းသိရလေ၏ဘယ်သူတွေပါသွားပြီဆိုတာစည်ရင်းပေးလိုကြောင်းပြောပြလေ၏ထို့ကြောင့်မိုးသည်ကဘိုမြသွေးနှင့်ဆရာကြီးဦးဘလှအောင်ပါသွားကြောင်းသတင်းပေးလိုက်လေပြီးလျင်မိုးသည်လက်နှိပ်တက်မီတစ်လက်ကိုတွေ့သည်ဖြင့်ကောက်၍ထိုးကြည့်ရာ၎င်း၏ဆရာဘိုစမ်းမောင်၏အင်ကြီးဝတ်စားများပွားနေသည်ကို၎င်းစားအုပ်များဖျို့ဖျဲဖြစ်နေသည်ကို၎င်းတွေ့ရသည်ဖြင့်ဝတ်စားအင်ကြီးများကိုခောက်တနာခောက်၍ပစိုးတစ်ထည်ဖြင့်တတ်တတ်ရရထုတ်ထားလိုက်လေ၏
စာအုပ်များကိုလည်းကျိုးတစ်ချောင်းရှာကပြန်လည်စီးထားပေးလိုက်နနက်၄နာရီထိုးခန့်၌ဝရဏာတွင်ထွက်ရရက်ကဟိုမျောဒီမျောကြည့်မိုးသီတို့၏အခန်းချင်းကက်လျက်အခန်းမှအသားဖြူဖြူချောချောကလားကပြားမလေးတူကမိုးသီယာမိုးသီရှင်တို့ရဲဘော်တယောက်ကျမတို့အခန်းထဲမှာရှိနေတယ်သူကရှင်ကိုတွေ့ကျင်တယ်တဲ့ကျမအခန်းကိုကူးခဲ့ပါဦးဆိုသည်ဖြင့်မိုးသီသည်ထိုအခန်းဘက်စီသို့ကူး၍သွားလေတော့၏ညာဦးပိုင်းကဌာနချုပ်အခန်းသို့တက်၍ရှာသည်ဖြင့်ထိုသူသည်မလွတ်တော့သည့်အစုံကလမလေးများနေသည့်အခန်းသို့ကူး၍ပုန်းနေခြင်းဖြစ်၏ထိုသူမှာမိုးသီးနှင့်လွန်စွာခင်သောပြည်သူရဲဘော်ခေါင်းဆောင်ဗိုလ်မျိုးထွတ်ဆိုသူဖြစ်၏ဗိုလ်မျိုးထွတ်သည်မိုးသီးကိုတွေ့လင်တွေ့ချင်းဆက်လက်တောင်းလေ၏မိုးသီးကဆက်လက်တလိပ်ထုတ်ပေးသောအခါအားရပါရရှိုက်ဖွာလေရဲဘော်မိုးသီးငါ့ကိုဒီကနေလွတ်တဲ့နေရာထုတ်ပေးကွာမင်းကိုပဲအားကိုးတယ်ဟုပြောလေမိုးသီးလည်းထိုနေရာမှပြန်၍ရဲဘော်ထွန်းကြွယ်ကိုအကျိုးအကြောင်းပြောပြ၏ထိုအခါရဲဘော်ဘုံကြွယ်ကရဲဘော်မိုးသီးသူ့ကိုဘလို့ထုတ်မလဲဟုမေးလေစက်ယုံအလုပ်သမားတွေဝတ်တဲ့အင်ကြီးပြဘောင်းမီပြလိုတယ်ဗျအဲ့ဒါဝတ်ပြီးတစ်ဆက်အလုပ်သမားရောင်ဆောင်ရမှာပဲပြီးတော့အလုံကတစ်ဆက်တစ်ခုမှသွားပြီးထားလိုက်မယ်အဲ့ဒီမှာလေတို့ရဲဘော်တွေရှိပါတယ်ဟုကျန်တာတွေရှင်သန်မှုကတော့သူ့ဘာသာသူလှုပ်လိုက်မယ်ဟုဆိုကအင်ကြီးပြဘောင်းမီပြတို့ကိုရှာပြီးလင်ဘူမျိုးထုတ်အားပုံနေသောနေရာမှထုတ်ကအလုံတစ်ဆက်ဝန်းအတွင်းသို့ပို့ထားလိုက်လေတော့တည်းဟုတ်ကဲ့ပါစိုင်းဆရာမင်းသိန်းခရေးသားတဲ့မင်းပါတိလို့လဲဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း45အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်ပိုင်းတွေကိုဆက်လက်ဆောင်မျှော်ရင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။